တစ်ပတ်မှာကတော့ Temper Glass အကြောင်းနဲ့အသုံးပြုသင့်တဲ့နေရာတွေအကြောင်းကိုပြောပြပေးခဲ့ပြီးအခုတစ်ပတ်မှာကတော့ Lemonade Glass နဲ့အသုံးပြုသင့်တဲ့နေရာတွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Lemonade Glass ဆိုတာကတော့မတော်တဆထိခိုက်မှုကြောင့်မှန်များကွဲခဲ့ပါကမှန်ကွဲစများပြုတ်ကျမလာစေရန်အတွက်မှန်လက်ချက်ကြားမှာတွဲကပ်စေနိုင်တဲ့ကောသို့မဟုတ် PVC ကဲ့သို့ပလတ်စတစ်အလွှာတစ်ခုကိုထည့်သွင်းပြီးအထူးပြုလုပ်ထားတာပဲဖြစ်ပါတယ်။တွဲကပ်စေနိုင်တဲ့ကောမျိုးအစားကိုအသုံးပြုထားတဲ့အတွက်မှန်ရဲ့ခိုင်ခန့်မှုကိုပုံမအားကောင်းစေပြီးလုံခြုံမှုကိုတိုးစေမှာပဲဖြစ်ပါတယ်။အသုံးပြုမှုအနေနဲ့ဆိုရင်တော့မှန်ကိုအလှဆင်မှုနဲ့အတူလုံခြုံမှုအပိုင်းကိုပါရှင်တွဲအသုံးပြုရတဲ့နေရာများမှာအများဆုံးအသုံးပြုလာကြတာကိုတွေ့ရှိရမှာပါ။ဥပမာအနေနဲ့ frameless glass balustrade ကိုတက်ဆင်ခြင်းအပြင်လူကလက်ရန်ကိုမိထားခြင်းမတော်တဆကွဲခဲ့ပါကပြုတ်ကျမှုမှကာကွယ်ရန် glass skyline နေရာများအတွက်ကတော့ရာသီဥတုနဲ့သဘာဝဘေးဒဏ်ကြောင့်မှန်ကွဲခဲ့ပါကမှန်ကွဲစများပြုတ်ကျမလာစေရန်ဒေါဆန်ဝင်းတို့များမှာလည်းအဆောက်အဦလှပမှုကိုပေါ်လွင်စေရန်နဲ့လုံခြုံမှုအတွက်တာမန်တက်စေမှုကိုရှောင်ရှားရန် jewelry ဆိုင်များအတွက်ကတော့လက်ဝတ်ရတနာများအလှပကိုပြသရန်နဲ့လုံခြုံမှုရှိစေရန်ဗန်များအတွက်ကတော့မြေကွင်းရှင်းလင်းစေရန်နဲ့လုံခြုံမှုပုံမကောင်းမွန်စေရန် bulletproof မှန်များဟာဆိုရင်လည်း Lemonade Glass ကိုအခြေခံထုတ်လုပ်ထားတဲ့အတွက်အရှားလုံခြုံရေးပိုင်းဆိုင်ရာများနဲ့ပတ်သက်တဲ့နေရာများပါရှိတဲ့ hotel ဆေးရုံကျောင်းခန်းမရုံးခန်းများအပြင်မော်တော်ကားယထာလေယာဉ်နဲ့သင်္ဘောများမှာလည်းထည့်သွင်းအသုံးပြုကြပါတယ်။ကုန်ကျစရိတ်အနေနဲ့ကတော့ Temper Glass ထက်ပိုမိုကုန်ကျနိုင်တဲ့အတွက်မိမိရွယ်ချက်နဲ့အဆောက်အဦလိုအပ်ချက်တွေအပေါ်မူတည်ပြီးမှစဉ်းစားဆုံးဖြတ်သင့်ပါတယ်။နောက်ထပ်လာမယ့်တစ်ပတ်မှာလည်းအပူအေးအတွက်အသုံးပြုတဲ့ Isolation Glass Unit အကြောင်းကိုထပ်မံပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။